ပုံးလေးရွေးနေတယ်နေ့ပဲလိုက်ပြောင်းရဖြစ်ပါတယ်ဒီစုံရိုင်းမှာပေါ့နော်ဒါသူကစောက်ရတယ်ဒါစောက်ရတယ်ဒါသူထပ်ပြီးပေါ့နော်ထပ်ပြီးလိုက်လို့ဒီမှာဒီဥစ္စာလေးအေးတာရှိတယ်အဲ့ဒါလေးကိုနှိပ်ပြီးပါဒီပေါ့နော်လက်စာပုံးလေးကိုနှိပ်ပြီးပါလက်စာပုံးပုတ်ပြီးရေမျိုးတွေရှိတယ်ဒီလိုမျိုးလေးချိတ်လို့ရပါတယ်ဒါလေးကကျွန်တော်လိုက်ပါနော်ဒါအပန်းအောင်အေးဒီပဲဖြစ်ပါတယ်ကဲဒါတော့မြူတော့ပါဦးဒါလည်းမြူတော့မြူရပါတယ်ကဲရပါပြီနောက်ဗီဒီယိုတော့ဒီလောက်ပါပဲ